ဒါကတော့ငွေဆောင်ခရီးစဉ်အပိုင်းနှစ်ပဲဖြစ်ပါတယ်ရုံးတို့တွေဒီနေ့အစားတလိုက်နေလုံမယ်ပေါ့နော်ပင်လယ်စားတွေအများကြီးစားကြမယ် ဒါလေးကလေ ပေါင်ကြီးပွဲလား လက်အိတ်နဲ့စားမှာလား လိုင်းနဲ့စားမယ်အကွတ်ဖိတ်ရတာ ဝါ တိုက်ပြီနော် စားမလား ဟုတ်ပန်းကြည့်ပြီ ရတာလေးလည်းလေးအော်မိုက်မင်းကြောင်ကောင်းမှပုံနဲ့ ကြည့်ကြလား မင်းကောင်းပုံငါပြီးတာ ဆိုတော့ပန်းကြည့်တော့မှတ်တရအောင် ဟုတ်ပါစားစား မစားတရားစားတာမလို့နော်ငါပြေး န လာ က်ကမနက်ကကြောင့်နေတိပူစားနော်ကောင်းလေးရ အဲ့ဒီကိုသုံးတာစား တက်တိပူစားမလားက အဲ့ဒီဘူးကိုသုံးနဲ့စား ဒါလေးနဲ့ရှင်လေးနဲ့ အော်အဲ့လိုမျိုးတို့စားတာပေါ့ ရင်းတော့လား ဟာလိုက်တာဒီနေ့ပါထည့်စားတာ Oh my god လူဖြစ်တာနားပြီရှင် ဖြိုးဒီနေ့ အမေမလာသေးဘူးဖြိုးတိနေစားရမှာတော့မကြုံရင် ဒါကဖြိုးရဲ့ဟိုပါပေါ့ညီမလေးရောင်းမဟုတ်တယ်နေ့ကသူ့ကိုကျွေးမှာလေ ဘယ်လိုလဲ ကျွေးမှာ ဘယ်လိုလဲ ဒီမှာလူစီမလေးဒါကနားလားကျွန်တော်သွားရန်ကတော့လူမကိုက်စီရနော်စီရ လမ်းမှာသားပြီးမယ်အသားပြီးမယ်ပေါ့ ဟုတ်ပါရမ်းပြေးတာ နော် ဟုတ်ပါလို့ ဟုတ်တယ်နေ့က စားရဲပါလေ အိုးသားရဲ့ကြီးပဲ ဟာဘစ်ဘူးပါနားလေးလည်းတူစားချင်တယ်ဘယ်မှာဆယ်ပြီ အဲ့ဒီသုံးတယ်လာတော့ ကနန်း ကောင်းလိုက်တာ ဝါ အာတော်တော်ကယူရတယ်ကျွန်တော်လာသားများလို့ နန်းသားလေးတော့ဖွာပြီးတော့လေကုစရာကဟုတ်ဟုတ်ခုဒါလေးဖြည့်ပေးပါလားဟုတ် မမ great မမအင်ဂျယ်လေး ရှစ်ရှစ် မင်းစား ဟာစားနေပြီဟာမိုက်ရှစ် လက်ကလေးနဲ့ပဲပေါ့မမလုံးလေးစားမှာပေါ့ အဲ့လိုစားချင်တာအရင်က ဒီထက်မှာလား မိုက်ရနော်အမအိတ်ကြလေးနဲ့လှရနော် ဟမ် မတို့ညအိတ်နေရတဲ့အရန်လှပြမယ်ကျမတို့တွေကန်းကြီးကိုကန်းဆက်ကိုဆင်းမယ်ဒိုဟာကန်းဆက်ဝေါကိုအသေး စစ်စောင်း သူကရေးသားရှိပါရဲ့နော်တကယ်မဟုတ်ပါကိုအသေးချေရိုက်ပြီးတော့ဘဲဟုတ်ပို့တော့မှာ လာရုံတာဂရင်းအာဆူလာအာခေါကင်းရမလို့ ကျွန်တော်ညနေပိုင်းတစ်ဖြတ်ပေါ့ အဲ့တော့ကျွန်တော်ဒီတနေ့လုံး point တစ်လုံးလုံးတော့မမူးနေ တညနေမှတောက်လိုက်တာ ဘူးဒါစားရအောင် စားတော့တွေကြောက်လန့်မိ ငါးပေါင်တော့တက်လာပါ ကြောက်လန့်မိနေတဲ့စားတော့တွေဘာယူဖောင်းကားတာပဲကြောက်တယ်ကိုဘာယူကိုကြောက်တယ် အမေကမမရေတော့ပိတ်ပိတ်လေး
ပြရပဲနေရတယ်မနိုင်ပေါင်းလို့ အိမ်စားလာ စောင်းပါလားကြောင်းလား ဒါခင်းမွန်တော့နော်လေ လက်နဲ့ပဲစားပြရမယ်လက်နဲ့ပဲစား ဒါပါလဲ ဟာစားနေမကြောက်ကစားတော့ပဲစားတော့ကြောက်ကအဲ့တော့စားနေရကြောက်ကြောက်လည်းငါ့ချက်သွားမှာပေါ့ နောက်နေ့ပြန်ချလိုက်ပြီ အဖေးမှာပြန်တော့ချလာပြီ စားနေတယ်ချင်း မလေးမှာကမင်းယူမှာဆိုဝါ ကိုညလားငါတို့ချစ်ထုတ်နေချွတ်ချွတ်လေး မမကြိုက်တာရှိသေးလားမကြိုက်တာရှိလား ဆောင်းမှာရ ဝါမိုက်တယ်နော် မိုင်းလေးပါတင်ပြတာကောင်းကြသေးလားရှိန်ဝနာတူ အေးဒီက နော်ဒီတော့ဟဲ့မောင်ရှေ့ ရုံးတို့တငယ်ချင်းတွေအတွက်အမှတ်တရရဲ့အများကြီးနဲ့ပျော်ရွှင်ရတဲ့ခီးစဉ်လေးတစ်ခုပဲဖြစ်ပါတယ်နောက်ထပ် vlog လေးမှာလည်းထပ်တွေ့ကြပါရရှင်အားလုံးပဲတတာ